စီစမ်းမှရောက်နေစီစမ်းတစီတိတ်နေနော်ခီးသွားမလို့ပေါ့နော်တစီတိတ်နေစီစမ်းမှရောက်ဟုတ်တယ်နော်ခဏကြရင်ခီးသွားမလို့နော်ကျွန်တော်ကြော်ရသွားမှဖြစ်တယ်ကြော်ကြတယ်ကျွန်တော်မြန်မာပြည်မှာပြန်ရမယ်ဖြစ်တယ်ခုတစီတိတ်နေတာဖြစ်ကျွန်တော်ကတစီတိတ်နေနော်ကျွန်တော်ခဏကြရင်ကြောက်ကြသွားမလို့နော်ဟုတ်တယ်တစီတိတ်နေတစီကနေကောင်းသွားတယ်ချစ်သူတို့ဆွေတို့是闪的是闪了。Okay နောက်မှပဲစကားပြောရအောင်တငယ်ချင်းတို့နော်အခုကပြီးသွားရမယ်ဖြစ်ကြီးသူစသွားတော့မယ် Okay နောက်မှပဲပြန်တွေ့ကြမယ်စကားပြောကြမယ်ဟုတ်ပြီနော်တငယ်ချင်းတို့နော်ဟုတ်ပြီနော်